Hello brother တို့ဒီနေ့မှာတော့ Granny လောက်ဆော့ပြီးတော့ငါ horror game ကိုဆော့တတ်ပါတယ်ဆိုပြီးတော့ပြောနေတဲ့ဘဲလေးတွေအတွက် game လေးယူဆောင်လာပြီးပဲဖြစ်ပါတယ် Number 1 Outlastမကြောက်ပါဘူးဆိုရဆရာကြီးစမ်းစော့တင်တယ်တရေခင်ကြောင်မဖွဲ့ရတယ်မျိုးစုံပါခဲ့တရေခင် I choose speed တို့တောင်ကြောက်လန့်လန့်နဲ့စော့ခဲ့ရတယ်ခင် PC ရှိရဲ့ဆရာကြီးစော့လို့ရပါတယ်စော့နေကြ Granny ခင်လို့မျိုးတော့မဟုတ်တော့တာကြီးလို့ဒီ game ကိုအဆုံးထိစော့နိုင်အဲ့ဒါတကယ်အကြောက်လန့်မရှိရဘူးပဲ jump scare မျိုးတွေကိုကြိုင်တော့ Outlast ဆော့ Number 2 Amnesia The Tide The Sun ဒီခဲကတော့စိတ်ပိုင်းဆိုင်ရာတွေပါ6လန့်နိုင်တဲ့ဂိမ်းလို့ပြောလို့လဲမှန်ပါတယ်ဒီဂိမ်းကလည်း PC ဂိမ်းပဲဆိုပေမဲ့ဒီဂိမ်းကလည်းအဆုံးထိစော့နိုင်တော့ကြောက်စရာအရန်ကောင်းတဲ့ဂိမ်းတစ်ခုပါပဲတရေဂိမ်းဆိုရင်တော့ကျွန်တော်ကတော့ဒီဂိမ်းပဲလက်ညွှန်ပေးလိုက်ပါမယ်ဘာလို့လဲဆိုတော့ဒီဂိမ်းကစိတ်ပိုင်းဆိုင်ရာအထိပါကြောက်စရာကောင်း6လန့်နိုင်ဂိမ်းမို့လို့ Who's stopကျွန်တော်အခုလုံးနေတယ်ဆိုတာပတ်ဆိုင်ရဖို့လုံးနေရမဟုတ်ပါကျွန်တော်ဝါသနာအနေနဲ့လုံးနေတာပါကိုယ်တိုင်လောက်ရတယ်ကိုယ်တိုင် idea ဖော်ရတယ်ကိုယ်တိုင်အတက်ရတယ်တခါတလေလုံးချင်စိတ်ပြတ်သွားတယ်ဒါပေမဲ့လောက်ရတာပဲအဲ့ဒါကြောင့်အနည်းဆုံးတော့ like subscribe လေးတော့လုပ်သွားတင်ပါတယ်ခင်ဗျာဒီနေ့ကတော့ဒီလောက်လေးပဲပြနောက်ကြိုင် content တို့ horror အကြောင်းတွေ funny တို့ gameplay တွေအားစကျွန်တော်အကုန်လုံးတင်ပေးပါမယ်ဒါပေမဲ့ကိုယ့်ဘာကိုအတက်ရတာဆိုအချိန်ပေးရတယ်လေဒါပေမဲ့ကြောင်းတက်ရတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်နောက်ထပ်အကြောင်းအတီးကျင်တင်တော့ဘတ်တူလေးစောင့်မအောင်ခမအားလုံးပဲဘိုင်ဘိုင်ပါ